နေ့တော့ကျမတို့ Banana Hills ကိုသွားလည်မှာဖြစ်ပါတယ် This is our guide. Xin chào, xin chào. ကျမတို့အခု Banana Hills Hotel ကို drive ပြီးတော့ထားပေါ်ရောက်လာပါတယ် It's gonna be very cold up here. Smart. And the weather down here is not very cold. It's sunny today. Oh, the waterfall there is so nice. Where's the waterfall? Dabarita. Oh. ဒီမှာစီးတဲ့ခါကြောက်တဲ့လူတက်တက်ရှိပါတယ်ကြောက်တဲ့လေကြောက်နေကြပါတယ် Sao rồi mà sao có thằng cùng với lên thì bà lên. ရှေ့မှာရှိတဲ့ထိုးလီဒါရဲ့အယုတ်ပြာယူကျွန်တော်တို့လိုက်နေတာပါ Welcome to Banana Hills. Alright. Manglava, Manglava. Okay, the center of the second mountain of Banana Hills. Alright, so ကျွန်တော်တို့အခုအောင်ဆုံးအနေနဲ့ Friends Village ကိုသွားနေမှာဖြစ်ပါတယ်ဒီလမ်းကနေသွားရမှာပါ တက်ပြီးတော့မှတက်ခွင့်ရမှာဖြစ်ပါတယ်အပေါ်မှာလည်းရှိနေရတယ်တက်ပါတယ် ဒီမှာရောက်လာတဲ့အချိန်မှာတော့မြူတွေရမ်းကြပြီးတော့မှအရန်အေးနေပါတယ်ဒီလေးနဲ့မြူတွေကြနေတော့အရန်နေလို့ကောင်းပါတယ် Maybe yummy. Wow. So nice ကျမတို့ဒီညမှာတော့နနန်းမြို့ကရန်နာမည်ကြီးရဲ့ traditional စားတောက်ဆိုင်မှာစားမှာဖြစ်ပါတယ်လူတွေအများကြီးပဲအကြာကြီးစားမှာပါ Yes,
around like Hey. 10:30 or that's enough. Sign လေးကတော့ local specialty တွေရောင်းတဲ့ sign လေးဖြစ်ပါတယ်။နာမည်ကတော့ Kumasi ကျုံဒီမှာလက်ဆောင်ပစ္စည်းတွေဝယ်လို့ရပါတယ်။ကျမတို့အခုဟိုးမြို့ကိုသွားတဲ့လမ်းမှာရောက်နေပါတယ်။ အရှိတောင်အာရှမှာအရှိဆုံးဖြစ်တဲ့ channel ထိပ်ကိုကျွန်တော်တို့ဖြတ်နေရဖြစ်ပါတယ် ဒါကတော့ခွေးမျိုးကိုသွားတဲ့လမ်းမှာရှိတဲ့ oyster farm မှာဒီမှာသူတို့ oyster တွေမွေးပြီးတော့မှစီးပွားရေးလုပ်ကြတာပါလမ်းမှာ လက်ကူးကိုရောက်နေတာပါဒီမှာတော့ဒီကြီးကြီးလေးနဲ့ငါးမွေးတွေလုပ်တဲ့နေရာတွေနောက် oyster မွေးတဲ့နေရာတွေရှိပါတယ်ဟို restaurant မှာဆိုလို့ရှိရင်တော့ပလဲတွေလည်းရောက်ပါတယ်နောက်တစ်နေရာဆက်သွားပါမယ်။ဒီမှာမလွယ်ပဲခင်မှာဒီမှာနေ့လည်စာစားမှာဖြစ်ပါတယ်။ We will. ခင်းပွဲတွေအကုန်လုံးကအရင်ရတာရှိပါတယ်စားတောက်ပြီးရင်လူရဝတ်စုံတွေနဲ့လည်းတက်ပုံရိုက်လို့ရပါသေးတယ် Lama, xin chào, welcome to Vietnam. Okay, we're gonna visit Imperial Citadel now. ။ရွှေစစ်စစ်နဲ့လှုပ်ထားတဲ့စိတ်တုံးတွေပါ။ကျမတို့အခုဝှေးမြို့ကနာမည်ကြီးဖျားတစ်ခုကိုရောက်နေပါတယ် We already Always say bye. ဒီထဲမှာရှိတဲ့ခေါင်းလောင်းကိုတီးမယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့တစ်မျိုးလုံးကြားရပါတယ် ကျမတို့အမွှေးနိုင်တွေလောက်တဲ့ရွာအုံလာလဲတာဖြစ်ပါတယ်ဒီရွာကတော့ဒီခွေးမျိုးထဲမှာရှိပါတယ်မနာဖို့တော့ တက်ပုံရိုက်ဖို့နေရာလှလှလေးတွေပြင်ပေးထားပါတယ် Up and down, up and down. Okay, just try, just try. ကျမတို့ကားထဲမှာလဲကာရာโอเกဖြော်ပြီးစီစဉ်ပါပါတယ် ကျမတို့ပြန်တော့အားရပါရနေပြီးတော့အခုပြန်တော့မှာဖြစ်ပါတယ် ဒါကတော့ Da Nang International Airport ဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာနေနေပြန်ဖို့နေနေပြင်နေတာပါ 2025ခုနှစ်ကိုလည်းခရီ
ကြီးတွေတိုင်းနဲ့တန်ကြမ်းမှာပျော်ရွှင်စွာနဲ့ဖြတ်သန်းခဲ့ပြီးပါပြီ2026မှာလည်းအားလုံးပဲကျမ်းမှာပျော်ရွှင်စွာနဲ့နှစ်တစ်ကိုကြောက်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းတိုင်းနဲ့ကျွန်တော်တို့ဒီစံလေးကိုစောင့်ကြပါစီ ဒီတပြားအားလုံးတစ်ခါတည်းပြန်မှာစိတ်ချမ်းသာခြင်းကိုယ်ကျမဒီမှာနေတက်တော်လာတယ်လို့ဒီဆိုင်မှာလည်းကောင်းကောင်းဆောင်လာနိုင်ပါတယ်